သုရတ္တဆိုတဲ့အနာတပိန်ဟာသူ့ရဲ့မိတ်ဆွေလည်းတော်တယ်မောင်းလဲနမလဲရောက်ဖလဲတော်တယ်ရာဇဂိုတထေးအိမ်မှာသူတဲတယ်အမြဲတမ်းအဲ့ဒီမှာသူကုန်ပစ္စည်းတွေချပြီးတော့သူရောင်းတာအဲ့ဒီတစ်ခေါက်သူရောက်သွားတဲ့အခါကျတော့ထူးဆန်းတဲ့အတွေ့အကြုံတစ်ခုကြုံခါတိုင်းဆိုလို့ရှိရင်သူလာပြီဆိုလှမ်းပြီးတော့သတင်းပေးလိုက်တာခုခေတ်ကတော့သတင်းပေးလို့လွယ်တယ်ဖုန်းဆက်တယ်အဲ့ဒီတော့ကတော့သတင်းပေးဖို့ရမြင်းနဲ့လူတယောက်ကြိုပြီးတော့လွှတ်ရမှာပေါ့နော်သူလာပြီကုန်ပစ္စည်းတွေပါတယ်လူဘယ်နှယောက်ပါလာတယ်ဆိုတာတွေကိုရာဇဂိုတထေးစီသတင်းပို့တဲ့အခါကျတော့ဟိုကသူတို့တဲဖို့ခိုးဖို့နေရာတွေတို့ကုန်ပစ္စည်းတွေရောင်းဖို့စပ်ဖို့နေရာတွေအကုန်လုံးဆင်သင်လုပ်ပေးထားအဲ့ဒီတစ်ခေါက်ကြတဲ့အခါကျသူသတင်းပို့တယ်ပို့ပြီမလို့ခါတိုင်းဆိုရင်ရာဇဂိုတထေးရောက်ဖတော်ကြီးကစောကြီးလာကြိုလေးရှိတယ်သူဝမ်းသာအဲလဲနော်ရာဇဂိုမျိုးပြင်ထီအောင်လာပြီးတော့ကြိုတယ်ဒီကနေ့တော့တယောက်မှပေါ်မလာမြို့တကားဘွားရောက်လာပြီဘယ်သူမှလာကြုံမလို့ရှိဘူးဒါနဲ့မြို့ထဲဝင်လာတထေးအိမ်တကားပေါက်ရောက်သည့်ထီအောင်ကြုံမလို့ရှိဘူးအဲ့ဒီခေါက်မှာသို့တော့တထေးကမရှိဘူးလားဆိုရာဇဂိုတထေးရှိတယ်အိမ်သူအိမ်သားအလုသမားတွေနဲ့အလုရှုပ်နေတာချက်လားပြုတ်လားအကုန်လုံးတော့အိုးကြီးတွေနဲ့ချက်ပြုတ်နေကြတယ်အဲ့ဒီမှာသူကချွေးတစ်လုံးလုံးနဲ့စီမန်းနေတာဟိုကဒီဟာဘာဟင်းချက်ဟိုကဘာဟင်းချက်နဲ့ပေါ့နော်ဟင်းကြီးရဗမာလောက်တော့များမယ်မထင်ဘူးကလားအိန္ဒိယချက်တာအဲ့ဒါလို့မဆလာနတ်တွေကလည်းထောင်းကနေနေဝင်သွားတဲ့အခါဟင်းနေချက်ပြုတ်နေတာအလုံးရှုပ်နေတော့သူ့ကိုမနှုတ်ဆက်အောင်ဖြစ်အဲ့ဒီခါသူ့စိတ်ထဲမှာတန်တော်ဖြစ်ပြီးအိမ်သာရောက်တော့သူ့ကြုံမလို့ဖြစ်တွေ့တဲ့အခါကျတော့သူကပဲစနှုတ်ဆက်ဘာတွေအလုံးရှုပ်နေတာလဲနော်ဘာတွေလှုပ်ရှုပ်နေတာတော့ဗေမိတာရမင်းကြီးနဲ့စစ်တီဘိုဘာတွေကိုထမင်းကျွေးဖို့လုပ်နေတာလားအကြီးအကျယ်အလူကြီးပေးဖို့လုပ်နေတာလားနော်ဖိတ်ကြားထားတဲ့လူတွေကိုကျွေးမွေးအခန့်မှုလုပ်နေတာလားကလားမင်္ဂလာဆောင်လုပ်နေတာလားဘာလားပေါ့တခုခုပေါ့ဘာတွေလှုပ်ရှုပ်နေတာတုံးလို့ပြောတဲ့အခါကျတော့ရာဇဂိုတထေးကအေးဟုတ်တယ်ကွာဒီတစ်ခါတော့ငါအလှုပ်ရှုပ်တယ်ဗေမိတာရမင်းကြီးကိုဖိတ်ပြီးထမင်းကျွေးဖို့မဟုတ်ဘူးဟေ့ဗုဒ္ဓဆိုတဲ့တကယ်ကိုထူးမြတ်တဲ့သူတော်စင်ပုဂ္ဂိုလ်တစ်ပါးတို့နိုင်ငံမှာရောက်နေတယ်တို့မြို့မှာသတင်းသုံးနေတယ်အဲ့ဒီဗုဒ္ဓနဲ့သူ့ရဲ့တပည့်သားဝကတွေကိုဆွမ်းကျွေးဖို့ငါလုပ်တာဒါကြောင့်မို့မင်းကိုမကြိုးအားဘူးလို့အဲ့လိုပြောတော့သူကဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်များဆိုတာဂျာဘူးနာဝါတော့ရှိကြတယ်လူတွေကအော်တော်တာဒီလိုပုဂ္ဂိုလ်မျိုးဆိုတာနှစ်ပေါင်းကဘာပေါင်းများစွာကြာမှတခါတလေပေါ်တတ်တဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်များလို့သူတို့သိထားကြတာဟုတ်အဲ့တော့ဗုဒ္ဓဆိုတာအတန်ကြားဖို့တောင်မှအလွန်ခက်တယ်တကယ်ပေါ်တာကြားလိုက်တာနဲ့တပြိုင်နက်သူ့စိတ်ထဲမှာသူ့ထဲမှာစက်သိမ်းဖြန်းကနေထသွားပြီးတော့ဘာပြောလိုက်တယ်ထပ်ပြောစမ်းမအောင်ဘာပြောလိုက်တာတော့ဗုဒ္ဓဆိုပုဂ္ဂိုလ်ပေါ်ထွန်းနေပြီဆိုတော့ထပ်ပြောပီတိတွေဖြစ်ပြီးတော့သူဟာသူ့နားကိုသူမယုံနိုင်လို့ထပ်မေးတာဟာဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်ပေါ်နေပါလားတော့ရောက်သွားတဲ့အချိန်ကလည်းပဲအချိန်ညနေဆောင်အချိန်ဖြစ်သွားပြီမြို့တကားဖွင့်တာလေးမိယုံမဲ့သူရောက်သွားတာအဲ့တော့အဲ့ဒီဗုဒ္ဓဘယ်မှာသတင်းသုံးလဲငါသွားချက်နဲ့ခုချက်ချင်းသွားချက်နဲ့လို့ဆိုဟာမင်းသွားလို့ပဲရမလဲဒီချိန်မြို့တကားပိတ်နေပြီဒီချိန်သွားလို့မရဘူးအချိန်မဟုတ်ဘူးနောက်တည့်ရက်မနေ့ကျဒီကြွလာလိမ့်မယ်ပေါ့အဲ့ဒါတညာအလုံးသူအိယာသာဝင်လိုက်ရောဗုဒ္ဓဆိုတဲ့အတန်မဲ့သူ့ထဲမှာကြားနေတယ်အနာတပိန်ကအဲ့လိုအိယာသာအိပ်ပြီးတော့ညမှာ3ခါလောက်လန့်နိုးတယ်နိုးလိုက်တယ်သူဗုဒ္ဓ
တွေ့လာနှိုးပြီးတော့ကြည့်လိုက်တဲ့အခါလင်းပြီလို့ထင်နေတယ်သုံးခါမြောက်ထားလိုက်တဲ့အခါကျသကောင်းကြော်စရှိသေးတယ်အဲ့ဒီချိန်ထားလင်းဟာလင်းသွားပြီသူ့မျက်စိထဲမှာအလုံးကလင်းနေတာဖြစ်တယ်တခါတည်းတောက်လျှောက်ထအဲ့ရနေထပြီးထွက်တကားတွေကလည်းပိတ်မထားကြဘူးအစင်းစင်းပွင့်နေအဲ့ဒီတကားတွေကနေဆင်းပြီးဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်ရှိတဲ့စီငါသွားမယ်ဆိုပြီးတန်းသွားတာဟိုရောက်တော့မြို့တကားတွေကလည်းအစင်းစင်းပွင့်နေတယ်တဲ့ထွက်ချသွားလိုက်တာအဲ့တော့ထွက်ချသွားလိုက်တဲ့အခါကျတော့အပြင်လဲရောက်ရောနော်ရာဇဂိမြို့ဆိုတာလူဦးရေလည်းထူတတ်တယ်အချိန်မရှိမှသေဆုံးတဲ့ပုဂ္ဂိုလ်တွေပါတယ်ကြတော့သူကကြာနာနာတကြိုဖို့အချိန်မရသည့်အတွက်ကြောင့်အလောင်းတွေပြစ်ထားတာရှိတယ်နော်အဲ့လိုပြစ်ထားတာရှိတော့သူသွားတာတင်းကြိုင်ဘက်ကိုသွားတာတိတဘာဝနာဆိုတင်းကြိုင်ဘက်ကိုသွားတာအဲ့တင်းကြိုင်ဘက်ရောက်တဲ့အခါကျတော့ပုစောနတ်ကသူ့နှာခေါင်းထဲမှာလည်းအနံ့ရလိုက်တယ်ပြီးတော့လူသေးကောင်ကိုလည်းခလုတ်တိုက်မိတယ်မှောင်ကြီးတယ်အဲ့ကြတော့မှောင်သွားသူကြောက်သွားတင်းညံ့ရောက်တော့သူကြောက်သွားပြီးတော့မှောင်သွားပြီးတော့ရှေ့သွားပြီးရှေ့မတိုးရဲတယ်လို့ဖြစ်သွားတယ်ရပ်တန့်သွားအဲ့ဒီချိန်မှာအတန်တခြားပြောလိုက်တာမင်းစင်တစားဆင်ထားတဲ့စင်တရားမြင်တရားရတာတဲ့တန်မိုးရှိပါတယ်ခြေလန်းတလန်းဟာအမြဲတမ်းတန်မိုးရှိတယ်ရောက်အောင်သာသွားရောက်အောင်သာသွားရှေ့ဆက်သွားနောက်ပြန်မလှဲ့နဲ့လို့ပြောလိုက်တဲ့အတန်တန်သူကြားအားတက်သွားပြန်အားတက်သွားတဲ့အခါအလင်းရောင်လေးကလည်းရလာပြန်တော့ဆက်သွားတယ်နောက်တစ်ခါဒီလိုကြောက်မဲ့ဖွယ်ကြုံတဲ့အခါမှာမှောင်ကျသွားပြန်တယ်စိတ်ကကြောက်လိုက်တာနဲ့မှောင်သွားပြန်တယ်အဲ့ဒါလို့နဲ့နောက်ဆုံးကြတော့မိုးလင်းကနေမလင်းခင်လေးမှာတိမ်တဘာဝနာဆိုတဲ့သုတ်တန်ကြီးတွေရောက်ချသွားအဲ့ဒီအချိန်မှာမြတ်စွာဘုရားကပစ္စုတသမယမိုးတောက်ချိန်ဆိုတာသိကြလားမိုးတောက်ချိန်ဆိုတာဘယ်ချိန်တုန်းဆိုမနေ့စောစောထားပြီးကြည့်ရှေ့ကနေမထွက်သေးဘူးသို့တော့အမှောင်ကရောကျသွားပြီအဖြူရောင်လေးရောက်နေပြီလင်းလာပြီနော်အဲ့ဒါကိုမိုးတောက်ချိန်လို့ခေါ်တယ်အရုံးမတက်သေးဘူးအဲ့ဒါကမိုးတောက်ချိန်အမှောင်ရောပြီးတော့အလင်းရောင်လေးအဖြူရောင်လေးတွေရောက်လာတာညဟာဖြူလာတယ်အဲ့ဒီချိန်မှာမနေ့ပိုင်းလေးကဖြူလာတယ်အလင်းလေးဝင်လာတယ်အဲ့ဒီအချိန်လေးမှာမြတ်စွာဘုရားကသေတ္တဝဝနသုတ်တန်ထဲမှာသတင်းသုံးရင်ကနေလမ်းလျှောက်သူ့လမ်းမြင်လိုက်တဲ့အခါမှာသူ့ကိုခေါ်လိုက်တယ်သူထတာဒီဘက်လာခဲ့လို့လမ်းခေါ်လာအဲ့မှာသူတန်အံတော်ဖြစ်သွားပြီမြတ်စွာဘုရားစီရောက်သွားဘုရားသူတရားဟောတော့သောတပန်ဖြစ်သွားတယ်ဆိုပါစို့အဲ့ဒါလို့သူကသောတပန်ဖြစ်သွားပြီဘုရားပေါ်မှာအလွန်ချီးညိုတော့45ရုပ်စနာကွာဝေးတဲ့တောင်ထိမြို့ကိုဘုရားကြွဖို့ဆိုပြီးတော့သူပင့်တယ်လမ်းမှာတဲခိုဖို့ဆိုပြီးတော့ငွေ3သိန်းထုတ်ပေးပြီးတော့နော်45ချောင်းဆောက်ခိုင်းတယ်တဲချောင်းတွေဆောက်ခိုင်းသွားတာတေဇနာမှာတဲချောင်းတစ်လုံးအဲ့ဒါလို့ဆောက်ခိုင်းထားခဲ့ပြီးတော့သူ့လူတွေဆောက်ခိုင်းထားပြီတောင်ထိမြို့ပြန်သွားတဲ့အခါမြေလိုက်ရှာတယ်မြေလိုက်ရှာတော့ဇေဒမင်းသားပိုင်တဲ့ဥယျာဉ်ကြီးကိုတွေ့တော့အဲ့ဒီဥယျာဉ်ကြီးကိုဝယ်ဖို့ရသွားမေးတာမေးတော့ဇေဒမင်းသားကမရောညင်တော့လူတွေကအခုခဏခက်လေဒီတိုင်းပဲနေမဝယ်နိုင်တဲ့ဈေးပြောတာနော်မရောင်းချင်ရင်မဝယ်နိုင်တဲ့ဈေးပြောတာခဏလေဒီတိုင်းပဲမဟုတ်လားလို့နော်မဝယ်နိုင်တဲ့ဈေးသူပြောချလိုက်တာမရောင်းချင်တော့ဘာပြောတော့ဆိုရင်အေးစီတော့ဒီမြေကြီးကမရောင်းပါဘူးဒါပေမဲ့နော်ရွှေတင်းကားတွေခင်းပြီးတော့မြေအမြရွှေတင်းကားခင်းဝယ်မယ်ဆိုရင်သူအဲ့လိုပြောလိုက်တာအဲ့လိုပြောတော့ခင်းမယ်ဆိုချက်ချင်းပြောလိုက်တဲ့အခါမျက်လုံးပြူးသွားတယ်သူကဈေးသတ်မှတ်လိုက်တာဟုတ်
ဈေးသတ်မှတ်လိုက်တဲ့အခါကျတော့တကယ်ကသူမရောင်းညင်ဘူးအဲ့တော့မရောင်းဘူးရောင်းမယ်ဟိုကလည်းဒါမင်းသားဈေးဖြတ်တာဈေးဖြတ်ရင်ရောင်းကိုရောင်းမယ်မရောင်းမနေအောင်သူတို့ခင်ဈေးဆိုလိုက်ပြီအဲ့ဈေးပေးမယ်ပေးရင်ရောင်းကိုရောင်းအောင်ဆိုပြီးတော့ဘယ်ထိအောင်ရောက်သွားတယ်ဆိုတရားရုံးထိအောင်ရောက်တယ်တရားရုံးရောက်တဲ့အခါကျတရားသူကြီးကဆုံးဖြတ်တယ်ဟုတ်တယ်မင်းသားဒါဈေးဆိုရရောက်တယ်ပေါ့သူကလည်းဒီဈေးပေးမယ်လို့ပြောတယ်မင်းသားကလည်းအသပြာစောင်းချင်းထင်းဒီရွှေရင်းကဖြန့်ခင်းဝယ်မယ်ဆိုရင်အဲ့ဒီဈေးနှုန်းနဲ့ဆိုရင်ရောင်းမယ်လို့ပြောလိုက်တာ